The prodigal son. 6 reading. When you were young, who usually told you stories? Who told you story? Father, mother, brother. Oh, it's a really strange. Grandmother, grandpa, aunt, your aunt. So, what's your favorite story? What's your favorite story? Hello. Wow. Majine mange. Majine mange. So mai ke ba du so mai ba la ba du le. ကြောင်နေကျွတ် ကြောင်နေကျွတ်ကပုံမြင်မှာမဟုတ်လားယူ ဂျုံနေလေး ယုံနေလိမ့်ဆိုတော့ဒီလေနာရဲ့ So what kind of stories do you like ဘယ်လိုပုံမြင်မျိုးစားတွေကြိုက်လဲတဲ့ဘယ်လိုပုံမျိုးကြိုက်လဲ အန်ဒီကြိုက်တယ်ဆက် မရှုပ်ပါတော့မချဘူးတော့ကျွန်မနေ့ပြောခိုင်းဝင်မရှုပ်ပါဘူး Okay what's happening time What's happening time there was a very worthy man တခါတော့ကအလွန်ချမ်းသာတဲ့လူတစ်ယောက်ရှိခဲ့တယ်တဲ့ခါတော့ကတထေးကြီးတစ်ယောက်ရှိခဲ့တယ်ပေါ့ကွာဟုတ်ပြီနော် a very worthy man အလွန်ချမ်းသာတဲ့လူတစ်ယောက် Once upon a time there was a very worthy man တခါတော့ကတထေးကြီးတစ်ယောက်ရှိခဲ့ပါတယ် He owned flocks of sheep herds of cattle orchards vineyards and wheat farms သူဟာဆိုရင် flocks of sheep သိုးအုပ်တွေ herds of cattle ကျွဲနှောက်တွေ orchards တတိချန်တွေ vineyards နော်တတိချန်တွေ and wheat farms ဒီကျုံငင်းတွေပိုင်ဆိုင်ပါတယ်ရမယ်နော် He owned flocks of sheep herds of cattle orchards vineyards and wheat farms သူဟာဆိုရင်သိုးအုပ်တွေကျွဲနှောက်တွေနော်တတိချန်တွေတတိချန်တွေနဲ့ကျုံငင်းတွေပိုင်ဆိုင်ပါတယ် He had two sons, Dan and Ben. သူမဆိုရင် Dan နဲ့ Ben လို့ခေါ်တဲ့သားနှစ်ယောက်ရှိပါတယ်။ဟုတ်တယ်နော် Then the other one was serious, hardworking, and was a great help to his father. အကြီးကောင် Dan ကတော့ Dan the elder one. အကြီးကောင် Dan ကတော့ was serious. တီတီတန်းတန်းရှိတယ်လေးလေးနက်နက်တီတီတန်းတန်းအားပဲနော်လေးနဲ့ hard working လောက်ကြိုးစားတယ် လောက်ကြိုးစားတယ် and was a great help to his father သူရဲ့အဖေကိုကောင်းတယ် သူ့ရဲ့အဖေကိုထောက်ပံ့များစွာဖြစ်တယ်ဟုတ်ပဲလားပံ့ပိုးကူညီတယ်ထောက်ပံ့များစွာဖြစ်တယ်တူပဲတဲ့တူပဲ So Ben the younger one was a happy go lucky young man and never bothered to have his father အငယ်ကောင်ပင်ကတော့အဲ့တော့ a happy go lucky young man လူပြန်အကောင်မလဲHappy go lucky yan me စဉ်းစားကြည့်နော် Happy go lucky yan me အပြောပါမယ် ပြောပါမယ်တဲ့ ဟုတ်တယ်အပြောပါမယ်တဲ့ဒါဟုတ်ပြီနော်တော့ပြောရတော့တော့ happy go lucky me ဆိုတော့ तू ကပြောပါပဲနေတတ်တယ်ဟုတ်ပြီလားပြောပါပဲနေတတ်တယ်ပြီးတော့ကျတော့ဟို lucky happy go lucky yan me ဆိုတော့ तू ဒီတိုင်းသွားမှာပေါ့နော်အဲ့လိုမျိုးတော့အပြောပါမယ်တဲ့လူငယ်တယောက်ဖြစ်တယ်နော် never better to have his father သူ့ဖေကိုလည်းပဲကူညီဦး ဘယ်တော့မှမကူညီဘူးဟုတ်လားသူလည်းဘယ်တော့မှမကူညီဘူးတဲ့ All he kept thinking was how to have a good time with his friends all he kept thinking သူအမြဲတမ်းတွေးနေတာကတော့ဟုတ်လားအရာအလုံး he kept thinking တွေးနေတာသူတွေးနေတဲ့အရာအလုံးတော့သူအမြဲတမ်းတွေးနေတာကတော့လို့ပြောလိုက်သူအမြဲတမ်းတွေးနေတာကတော့ was how to have a good time ဘယ်လိုပြောရမလဲ with his friends တကယ်ချင်းနေတယ်တကယ်ချင်းနေနဲ့ဘယ်လိုပြောရမလဲအချင်းပြောရမလဲဟုတ်ပါလားနော်ဘယ်လိုပြောစရာကောင်းတဲ့ချင်းတွေပြောမနေနဲ့တကယ်ချင်းနေနဲ့ဘယ်လိုပြောရမလဲသူအမြဲတမ်းတွေးနေတာကတော့တကယ်ချင်းနေနဲ့ဘယ်လိုပြောရမလဲဆိုတာပဲတဲ့ရလားပြော One day he said to his father One day he said to his father ဒီနေ့မှတော့သူကသူ့ဖေကိုပြောလိုက်တယ် Father give me my share of the inheritance အဖေကျွန်တော်ကိုအမွေရပိုင်ခွင့်တွေခွဲပေးအဖေကျွန်တော်အမွေခွဲပေးဒီလိုပြောတာဘာမှမလုပ်တဲ့ကောင်ကမွေတောင်းတာ I wish to go to a distant land ဒီနေ့တကြီးကိုသွားပြီးတော့ lead an independent life လွတ်လပ်တဲ့ဘဝမျိုးအမိကိုကင်းတဲ့ဘဝမျိုးနေခြင်းတယ်ကျွန်တော်တနေ့တကြီးကိုသွားပြီးတော့လွတ်လပ်တဲ့ဘဝအမိကိုကင်းတဲ့ဘဝမျိုးနဲ့နေခြင်းတယ်သူကတိုးတိမ်ထူထောင်ခြင်းလို့ပြောတာဟဲ့ဟုတ်ပြီလားဒီနေ့မှာအဖေလျောက်ကနေရတာအဖေရဲ့အုပ်ချုပ်မှုအောက်မှာနေရတာဒီနေ့ပေါ့ဒီဘောအဝမပြေဘူးဆိုတဲ့သဘောပဲနော်အဲ့လိုမျိုး
နော်ဘေးအရှုံးမှုနေရတာမလွယ်လာဘူးသူကသူကိုယ်လုံးဝလုပ်ချင်တာပေါ့ကဲဆက်ပြီးတော့ one day he said to his father father give me my share of the inheritance I wish to go to a distant land and lead an independent life အဖေကျွန်တော်ကိုအမွေရပိုင်ခွင့်တွေခွဲပေးကျွန်တော်ကတော့ဒီနေ့ရေးကိုသွားပြီးတော့လွယ်တဲ့ဘဝနဲ့နေချင်တယ်လို့ပြောလိုက်တယ် Are you sure you wish to do that do you think you will make it မင်းအဲ့လိုလုပ်ချင်တာသိကြရဲ့လားမင်းအဲ့လိုလုပ်ချင်တာသိကြလား Do you think you will make it မင်းအဲ့လိုတနေ့ချင်းမှာစီဝဲလုပ်ကနေအောင်မြောင်မြင်မြင်နဲ့လုံနိုင်မယ်လို့မထင်သလားလို့မလိုက်တာအမ make လေးလိုက်တာတွေ့လားအဲ့ဒီသဘောတရားအဲ့သဘောတရားဘာလဲဆိုတော့ခုနတနေ့ကြီးကိုသွားလားဆိုတဲ့သဘောတရားအောင်မြင်တဲ့လုပ်ငန်းရှင်တရားဖြစ်အောင်ကြိုးစားလုပ်နိုင်တာအဲ့ဒါကို make it လို့ပြောတာလား I'm sure you wish to do that do you think you'll make it မင်းအဲ့လိုလုပ်ချင်တာသိကြလားနော်အဲ့လိုတနေ့တစ်ချင်းမှသွားပြီးတော့စီးပွားရေးလုပ်ငန်းကြီးအောင်မြင်မြင်လုပ်နိုင်မယ်လို့ရောမင်းထင်လား Of course father the answer ထင်တာပေါ့ဟုတ်တာပေါ့ဖေးကျွန်တော်လုပ်နိုင်ပါတယ်လို့သူကပြန်ပြောတယ်တဲ့ I'm sure I'll succeed ကျွန်တော်အောင်မြင်မှာသိကြတယ်အောင်မြင်မှာသိကြတယ် All right then ဒီလိုဆိုလဲကောင်းပြီလေ All right then ဒီလိုဆိုလဲကောင်းပြီလေ So the father and gave Vin whatever the son was entitled to ကဲလူဆိုလဲကောင်းပြီလေလို့သူဖေးကပြောတယ်ပြောပြီးတော့သားတစ်ယောက်ရပိုင်ခွင့်ရှိတဲ့အရာတွေကို Ben ကိုပေးလိုက်တယ်တဲ့အဲ့မှာကပဲ give Ben whatever the son was entitled to အဲ့ဒါကိုပြန်ပေးနေတာနော် entitled ဆိုတာဒီကောင်းစဉ်တက်တာတွေပါတော့အဲ့ဒါဆိုတာတော့သားနှစ်ယောက်ရှိတာအဲ့တော့သူ့သားအနေနဲ့ဒီအငယ်ကောင်းအနေနဲ့သူ့ရဲ့ရပိုင်ခွင့်လို့ပြောတာဟုတ်ပြီနော်သူရပိုင်ခွင့်ရှိတဲ့ဟာတွေကိုဘာလုပ်ပေးလိုက်တယ်ပေးလိုက်တယ်တဲ့ Father and son hush and kiss each other as was the custom အဖေနဲ့သားနဲ့သူတို့ရဲ့ဒီလေထုံးနှန်းတိုင်းနော်ဖက်ကြနမ်းကြတယ်ပေါ့နော်ဖက်ကြနမ်းကြတယ်ခွဲကောင်ကလေးတွေသူတို့ဒီကဒီလိုဖက်တယ်ဆိုတာကကတ်ချာတစ်ခုပဲနော်အဲ့လိုမျိုးဖေးနဲ့သားနဲ့ဖက်တယ်အဲ့တော့နမ်းတယ်ပေါ့တော့နောက်ပြီးတော့ said goodbye နှုတ်ဆက်စကားတွေပြောတယ်နှုတ်ဆက်စကားတွေပြောပြီးတော့ the young man left လူငယ်ကထွက်သွားခဲ့တယ် he did not even say goodbye to his brother Dan or the workmen on his father's land သူကသူ့ကိုတန်နဲ့သူ့ဖေရဲ့လေကွင်းထဲမှာရှိနေတဲ့အလုတ်သမားတွေကိုတောင်မှနှုတ်ဆက်မသွားခဲ့ဘူးတဲ့ဟုတ်ပြီနော် he did not even say goodbye နှုတ်တော်ဆက်မသွားဘူးလေပြောတာ to his brother Dan သူ့ရဲ့ကိုတန်နဲ့ဟုတ်လား the workmen on his father's land သူ့ဖေရဲ့လေတော်ထဲမှာရှိတဲ့အလုတ်သမားတွေရတယ်နော်အဲ့ဒါပြောသား तू ဟာသူ့ရဲ့အကူတင်နဲ့သူ့ရဲ့အကူတင်နဲ့သူ့ရဲ့လေဝင်မှာရှိတဲ့လောက်သမားတွေကိုနောက်ဆက်မသွားခဲ့ဘူးဟုတ်တယ်နောက်ဆက်မသွားခဲ့ဘူးတဲ့နော်သွားပြီ in a distant land တနေ့တကြီးမှာတနေ့တကြီးပဲစေပြန်မယ်နော် distant ကသိတယ်နော်ဝေးကွာတော့သိတယ်မလားအဲ့တော့ in a distant တော့တနေ့တကြီးမှာပေါ့ Ben led a very free and easy life is squandering the money his father gave him တနေ့တကြီးကြတော့ Ben ကတကယ်ကိုလွတ်လပ်လွယ်ကူတဲ့ဘဝမျိုးနဲ့နေထိုင်နေတယ် Ben led a very free and easy life နော်လွတ်လပ်နော်လွတ်လပ်နဲ့ပေါ်ပါနေတာအဲ့လိုနေနေတာဘယ်လိုနေတာလဲ just contrary သုံးရဖြုံးရင် the money his father gave him သူ့ကိုပေးလိုက်တဲ့ပတ်စံတွေကိုဟုတ်တယ် contrary မှာသုံးဖြုံးတာနော်သူ့ကိုပေးလိုက်တဲ့ပတ်စံတွေကိုသုံးဖြုံးရင်းနဲ့လွတ်လပ်ကူပဲနေတယ်ရပါလားအဲ့တော့ကြောင်းလို့ပြောလိုက်မယ် in a distant land Ben led a very free and easy life just contrary the money his father gave him တနေ့တစ်ချိန်မှာတော့ဘင်ကသူ့ရဲ့ပေးလိုက်တဲ့ပတ်စံတွေကိုသုံးဖြုံးရင်းနဲ့လွတ်လပ်ကူတဲ့ဘဝနဲ့နေထိုင်နေခဲ့တယ်ရမနော် when his money ran out သူ့ရဲ့ပတ်စံတွေကုန်သွားတဲ့ချိန်မှာ his money ran out ကုန်တာဟုတ်တယ် he saw one piece of precious jewelry after another he had received from his father he saw ရောင်းပြလိုက်တယ် one piece of precious jewelry ကျန်နာပစ္စည်းတွေ after another ဆိုတာတစ်ခုပြီးတစ်ခု he had received ရရှိခဲ့သော from his father သူ့ဘေစီကလေဟုတ်တယ်မလားရှင်းသလိုက်သူ့ဘေစီကနေရခဲ့တဲ့ဟုတ်တယ်
တဲ့သူ့ပေစီကနေရခဲ့တဲ့တမိုးရှိတဲ့ယတနာတွေကိုတခုပြီးတခုရောင်းလိုက်တယ်ပတ်စံပါလိုက်တဲ့ပတ်စံကိုမီလေအဲ့တော့ when his money ran out he sold one piece of precious jewelry after another he had received from his father ပတ်စံဒီကုန်သွားတဲ့အချိန်မှာသူ့ပေစီကနေရခဲ့တဲ့အဖိုးတန်ယတနာတွေကိုတခုပြီးတခုရောင်းလိုက်တယ်ရပြီနော် in no time it became a purple with nowhere to stay and nothing to eat တော်ဆိုးသွားပြီမကြခင်မှာပဲလိုင်းလေးတာအန်လိုင်းလို့တာပဲ in no time သိမကြခင်မှာပဲသိမကြခင်မှာပဲတဲ့ he became a purple with nowhere to stay and nothing to eat နေစရာမရှိစားစရာမရှိတဲ့စင်ရဲသားတယောက်ဖြစ်သွားခဲ့တယ်အပေါ့ပေါ့စင်ရဲသားမို့လည်းတော့မသိတူတူပဲဟုတ်ပြီနော်ကဲနေစရာမရှိစားစရာမရှိတဲ့စင်ရဲသားတယောက်ဖြစ်သွားပြီတော်တော်ဖြုံးကုန်တယ်နော် he had only the clothes he was wearing ဝတ်ထားတဲ့ဝတ်စားပဲကြံရတော့တယ်ပြောတော့သူ့မှာဝတ်ထားတဲ့ဝတ်စားပဲကျွန်တော်တော်တော်ဖြုံးနေနေနော်သူဝတ်ထားတဲ့ဝတ်စားပဲကျွန်တော်တယ်တဲ့စိတ်ပြီးတော့ကြည့် he had only the clothes he was wearing then to keep his body and soul together ကဲအသက်နဲ့ကိုယ်နဲ့ဦးစားမြင်နေဖို့ဟုတ်တယ်မလားအဲ့လိုပြောတာ his body and soul သူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့ဝိညာဉ်နဲ့ to keep together အတူတူထိမ့်သိမ်းထားဖို့ဒီလိုကြီးပြောနေတယ်တော့ဟုတ်ပြီတော့ဘာမဖြစ်မတော့ဘူးလေ သက်ရှင်နိုင်မှု အသက်ရှင်သန်နိုင်ဖို့ဟုတ်တယ်မလားအဲ့တော့အသက်ရှင်သန်နိုင်ဖို့အဲ့လိုပြောတာနဲ့တူတူပဲအသက်ရှင်သန်နိုင်ဖို့တော့တော့ဗါလဲဆိုတော့ကျတော့ဒီသူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ရဲ့စိတ်ဝိညာဉ်နဲ့ဦးစားခွဲမတော့ဘူးပြောတာတော့မသိအောင်လို့ပြောတာပါပဲအဲ့ပြောဘာမလားဟုတ်အဲ့ကြိုက်ဆိုပြစကလုံးကတော့ဟုတ်ပြီနော်အဲ့တော့ then to keep his body and soul together he worked as a soldier of a worthy man in the distant land အဲ့ဒီတနေကြီးကဒီလုံးနဲ့လိုက်ပြန်တော့အဲ့ဒီတနေကြီးကတထေးတယောက်ရဲ့စီမှာပြောပါလေပြောဝတ်ကြောင်းသမားဖြစ်နေလှုပ်လှုပ်ခဲ့တယ်ဝတ်ထိန်သမားဝတ်ထိန်သမား as a soldier of soldier တွေ့လိုက် soldier of a worthy man တထေးတယောက်ရဲ့ဝတ်ထိန်သမား in that distant land အဲ့ဒီတနေကြီးမှာပဲတထေးတယောက်ရဲ့ဝတ်ထိန်သမားဖြစ်နေလှုပ်လှုပ်ခဲ့တယ်တော်ဆိုးသွားပြီဟုတ်ပြီနော်တော်ဆိုးသွားပြီ he became so poor that he had to eat what the swine would fare withသူတော်တော်ကိုစင်ရဲလွန်းလို့တော့ဝက်တီကျွေးတဲ့ဟာကိုပဲဝက်တီကိုကျွေးတဲ့စားတာတွေပဲစားရတယ် he became so poor that သူဟာစင်ရဲလွန်းတော့ကြောင့်ရမယ်နော် he had to eat သူစားရတယ် what the swine were fed with ဆိုတာကနောင်ကလော့စီနောင်ကလော့ဆိုတာဝက်နဲ့စားတာဒါပဲနော်အဲ့တော့